ကြီးကန်းစလုံးရေးပြပါတဲ့ဘယ်လိုစလုံးပုံစံနဲ့ကျွန်တော်မသိလို့သွားမိလိုက်တာအခုလိုပုံစံလေးကိုပြောတာပါတဲ့ကျွန်တော်ရေးပြလိုက်ပြီနော်ပညာတွေဝင်ငါအသိမြင်အောင်ဆောင်မရတဲ့စရာအမှားအမှန်ကိုဝေဖန်ထောက်ပြဘဝအမှန်ကိုလမ်းပြပေးတဲ့စရာမြတ်တာတွေကြည်လေးအေးမြအရေးတွေလို့မူပြီးတဲ့ဆရာအရှိမနေကာကွယ်ဆောင်ရှာခရနေမချတကိုင်းနဲ့မြတ်တဲ့ဆရာဦးမလို့ပြုစုသာပြုထောင်ပေးတာဆရာရယူခြင်းမမရှိပါပေးစရာခြင်းမပီတိကိုစားအားရှိပါတော့ဆရာ